ကဘာပေါ်မှာယဉ်ကျေးမှုပေါင်းစုံရှိသလိုတနိုင်ငံနဲ့တနိုင်ငံမတူညီရဲ့အပျော်ပွဲရွှင်ပွဲတွေကလည်းအများကြီးပဲဗျအဲ့ဒီတဲကမှခရီးသွားတွေအကြိုက်ဆုံးနဲ့အခမ်းအနားဆုံးလို့သတ်မှတ်ထားတဲ့ပွဲတော်ကြီးတွေရှိရာနိုင်ငံ9နိုင်ငံအကြောင်းကိုပြောပြပေးမယ်နော်တစ်ချက်အိန္ဒိယအယောင်အသွေးနဲ့အလင်းတန်းများအိန္ဒိယကိုပွဲတော်များပြည်တော်လို့တောင်တင်စားကြပါတယ်သူတို့စီမှာဆိုရင်ဟိုလီပွဲတော်တယောက်နဲ့တယောက်ရောင်စုံအမုံတွေပတ်ဖင်ပြီးຫນွေဦးကိုကြိုးဆိုကြတာပါတကဘာလုံးကလူတွေအားကြရတဲ့အယောင်အသွေးအစုံစုံပွဲတော်ပေါ့ဒီဝါလီတနိုင်ငံလုံးကိုစီမီတွေမီးရှူမီးပန်းတွေနဲ့လင်းထိန်အောင်ဆင်နွှဲတဲ့မီးထုံးပွဲတော်ကြီးပါနှစ်ဘရာဇီးကမ္ဘာအကြီးဆုံးပါတီပွဲဘရာဇီးလို့ပြောလိုက်ရင်ရီယိုကာနီဗယ်လိုပဲအရင်ပြင်းပြင်းကြမှာပါဒီပွဲတော်ကကမ္ဘာမှာအခမ်းအနားဆုံးနဲ့လူအစီကောင်းဆုံးပွဲတော်တစ်ခုပါဆန်ဘာအကပင်ကျရှင်တွေရဲ့တောက်ပတဲ့ဝတ်စုံတွေအေးရပါအလှပြရန်ကြီးတွေနဲ့လမ်းမပေါ်မှာကခုံကြတာဟာတကယ့်ကိုစွန့်ရင်အပြည့်ရှိတဲ့မြင်ကွင်းမျိုးပါပဲ3စပိန်ထူးခြားဆန်းပြသောပြောရှင်မှုစပိန်လူမျိုးတွေကတော့ပွဲတော်ကိုအစမ်းတကြကျင်းပရတာဝါသနာပါပုံရတယ်ဗျလာတိုမတီနာဒါကတော့အားလုံးသိကြတဲ့ခရမ်းချင်သီးစစ်ပွဲပါတမျိုးလုံးမှာရှိတဲ့လမ်းတွေဟာခရမ်းချင်သီးအနည်းတွေနဲ့ရဲရဲတောက်သွားတဲ့အထိတယောက်နဲ့တယောက်ပေးပေါက်ပြီးပြောကြတာပါ Las Fallas အေးရမှာယူတူကြီးတွေကိုအနုပညာလက်ရမြောက်ဆွပြီးလုပ်ပြီးပွဲအပြီးမှာတော့အဲ့ဒီယူတူကြီးတွေကိုမီးရှို့ဖျက်ဆီးပြီးဆင်ခိုင်းကြပါတယ်လေထိုင်းရေနဲ့မီးပုံများအီမော်အတတ်ကျွန်တော်တို့အိန္ဒိချင်းထိုင်းနိုင်ငံကတော့ကဘာလက်ခရီးသည်တွေကိုဆွဲဆောင်နိုင်တဲ့ပွဲတော်ကြီးနှစ်ခုရှိပါတယ်စုံကရန်တရေကျွန်တော်တို့နဲ့စင်တွဲရေဘက်ပွဲတော်ဖြစ်ပြီးဘန်ကောက်လိုမြို့ကြီးတွေမှာဆိုရင်ကဘာတဝန့်ကလူတွေလာရောက်ဆင်နွှဲကြပါတယ်ရီပိန်းနဲ့လွိုက်ကရထုံကောက်ကင်ရံမှာမီးပုံပြောင်ပေါင်းထောင်တောင်းချီလွှတ်တင်ပြီးမြစ်ထဲမှာဖောင်လေးတွေမျောတဲ့မြင်ကွင်းကတော့တကယ့်ကိုမှော်ဆန်တဲ့ပုံရင်တပုတ်လိုပါပဲငါမြန်မာစေရနာနဲ့ယဉ်ကျေးမှုရဲ့အနှစ်သာရမြန်မာနိုင်ငံရဲ့ပွဲတော်တွေကတော့ပျော်ရွှင်မှုတင်မကဘူးစေရနာဆိုတဲ့အနှစ်သာရကိုပါခံစားရမှာပါတရင်ပွဲတော်မြန်မာတရင်ရဲ့ထူးခြားချက်ကစတူဒီသာကျွေးမွေးတဲ့ယဉ်ကျေးမှုပါပဲဘသူပဲဖြစ်ဖြစ်အလာကားစားတောင်းနိုင်ပြီးအေးမြတဲ့အရင်နဲ့အတားစားကြတာဟာတကယ့်ကိုချစ်စရာကောင်းတဲ့တလေပါတောင်ကြီးတန်ဆောင်တိုင်းမီးပုံပြောင်ကြီးတွေကိုမီးရှူးမီးပန်းတွေနဲ့ကောင်းကင်ပေါ်လှုပ်တင်တဲ့ဒီပွဲတော်ကတော့ကမ္ဘာမှာဘယ်နေရာမှာမှမရှိတဲ့အသေးရစရာရင်ခုန်စရာအကောင်းဆုံးပွဲတော်တစ်ခုလို့ပြောလို့ရပါတယ်ဗျဒီပွဲတော်တွေကတော့တနိုင်ငံချင်းစီရဲ့ကိုယ်ပိုင်အမှတ်သားတွေပါပဲအခုအနေနဲ့ကတော့ဒီနိုင်ငံတွေကဘယ်နိုင်ငံနဲ့ပွဲတော်ကိုအပြင်မှာကိုယ်တိုင်သွားပြီးဆင်နွှဲခြင်းဆုံးလေဗျ